ထိုင်းနိုင်ငံဆိုကူထိုင်မြို့မှာနေသူတွေက29ရက်နေ့မှာအသက်800ရှိပြီဖြစ်တဲ့ငရှင်ကြီးကရွာထဲကနွားကျွဲတွေကိုလာခိုးစားတဲ့အကြောင်းရွာရဲ့အနီးတစ်ဝက်မှာတွင်းထဲမှာငရှင်ကြီးရှိပြီးငရှင်ကြီးကရွာထဲကကျွဲနွားတွေကိုခိုးစားတယ်လို့သတင်းကိုပြောပြတယ်။ငရှင်ကြီးဟာကျွဲနွားတွေကိုကိုက်လာပြီးတွင်းထဲချီသွားစားတယ်လို့ရွာသားတွေကပြောကြပါတယ်။ဒါကြောင့်ရွာသားတွေကငရှင်ကြီးရှိနေတဲ့ကြောက်တောင်ကိုမသွားရကြဘူး။အဲ့တော့သတင်းကအဲ့ဒီငရှင်ကြီးရှိတဲ့နေရာကိုရောက်သွားပါတယ်။ကြောက်တောင်ရဲ့အမိကထပ်ပလားလိုင်းဖလွမ်းလို့ခေါ်တယ်။ရွာရဲ့နာမည်ကဖြော်မရှင်းခွင်လွတ်တွေပါ။ရွာသားတွေပြောသလိုကြီးမားတဲ့တွင်းကြီးကိုတွေ့ရတယ်။တွင်းထဲမှာမောင်နေပြီးဓမီနဲ့ထိုးကြည့်တာတွင်းကအနက်ကြီးဆိုတာသိလိုက်တယ်။အတွင်းထဲကိုဆင်းလေလာဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့သတင်းကပြောပြတယ်။အဲ့ဒီဒေတာကရှေးလူကြီးတွေပြောပြတာကလွန်ခဲ့တဲ့နှစ်ပေါင်း800လောက်ကဖာလန်းစုလေရဟန်းတပါးဟာငရှင်ကြီးတကောင်ကိုတွေ့လာတယ်။ငရှင်ကြီးကတေဆုံးခါနီးဆိုတော့ဖာလွမ်းကငရှင်ကိုကြောက်တောင်စီယူလာပြီးတွင်းထဲမှာပေးနေစေခဲ့တယ်။ပြီးတော့ငရှင်ကြီးကိုဒီနီးကစားပြီးဘာအန္တရာယ်မှမရှိတော့ဘူးလို့ပြောခဲ့တယ်။အဲ့လိုနဲ့နှစ်ပေါင်း800လောက်ပိုင်းမှာရွာသားတွေယုံကြည်ချက်ကငရှင်ကြီးဟာတွင်းထဲမှာရှိကိုရှိရမယ်။ဘာကြောင့်လဲဆိုရင်ရိုးရာကျွဲနွားတွေကိုကန်တော်ရင်အကောင်လိုက်ပျောက်သွားတယ်လို့ပြောတယ်။နောင်ရွာသားတွေကတကယ်လို့များငရှင်ကြီးတွင်းထဲမှာရှိနေခဲ့ရင်ကြောက်တောင်ရဲ့တဘာဝရေတွေကဆေးဖက်ဝင်တယ်လို့လည်းပြောကြတယ်ရှင်။ဒီနေရာမှာစကားပြောမှကြမ်းတမ်းမရဘူးမားခဲ့ရင်လေလုတ်တဲ့သူကတခုခုဖြစ်တယ်လို့ရွာသားတွေကသတင်းကိုပြောပြကြတယ်